အင်္ဂါပါကိုမျိုးကြီးရဲ့ဝေး intro လေးဒီကြောင်တော့သူ BS ဒီကျော်ဆက်ဆောင်နော်နောက်ပြီးတော့တူဂျိုးကခွန်ရကိုရဒီမှာငါးဂျိုးရနှစ်ဂျိုးရနှစ်ဂျိုးကခွန်ကွက်ပေါ့ကျန်ပြီးဒီမှာနော်ခွန်6ရီရဒီလိုတီးရဝမ်းညောလွတ်ကျိုးနောက်ပြီးတော့ဒီမှာနံပါတ်2ကွဝမ်းညောဒီလိုလက်တီးကြတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်ကလာမှာမို့လို့ဒီနားမှာတီးလိုက်တာဒီမှာတစ်ကွနော်ပြီးရင်ဒါအဘဂီယိုကကျန်ဒီပြမယ်နော်နေဒီမှာ4-6နောက်ပြီးတော့4ကနေ6ဆိုရင်အဲ့ဒါပြီးရင်ဒီက61ပိုးကျူရန်ဒီမယ်ဒီမှာအလုံးအီးကြီးနော်ဒီမှာနော်17 13 14ရစနေနဲ့ချောပြန်တီးကြည့်အောင်ဒီမှာတော့ဒီကောင်19ရ16ရဒါ19ပေါ့နော်ကြိုင်နော်နောက်ဒါပဲပြန်သွားမှာကျွန်တော်စောတော့တီးလိုက်တာဒီလိုဖိုးကျိုးလွတ်ကျိုးနဲ့ဒီနှုတ်ကိုတီးလိုက်တာပေါ့ဒီဝမ်းညိုးက10ကွက်ပေါ့အဲ့လိုမတီးပဲနဲ့ဒီကောင်ပိုးမြည်မြတင်ပါတယ်ဒီနှုတ်ကို6ကျိုးက10ကွက်အဲ့ဒါပိုးမြည်မှာကျွန်တော်ခုနမှားသွားလို့နောက်ပြီးဒီစီရှိတ်ဒီပေါ့ဒီမလားဒီရောက်တော့ပေါ့ဆရာချစ်ကဆက်စိမ့်လို့ရင်းတဲ့တော့ဝမ်းညိုးလူကျိုးယူမတင်လို့မို့ပါဒီအတိလည်းရပါတယ်အင်းတို့ကိုဒီမှာနော်ဒီ6ကနေ9ထိဆွဲလိုက်မှာစာစိုးတီးကြည့်အောင်
ကနေဟို sweet picking တော့လို့အဲ့ဆက်စင်ပြေပါအားလုံးစင်ပြေကြပါစေ